အတွက်အားလုံးပဲမင်္ဂလာပါနော်ဒီကံပြောပြပေးခြင်းကဒီစနကောင်စီလေးကြောင်းပဲနော်ဒီစနကောင်စီလေးမှာသူကရောင်းလို့ရတာရှိတယ်ရောင်းလို့မရတာရှိတယ်ဟုတ်နော်အဲ့ဒီကိုပြောမယ်ဆိုရင်ဟုတ်နော်ဒီစနကောင်မရှိရဆိုရင်တစ်ခြားလိုက်ကြည့်ပေးပါမယ်နော်စနကောင်စီလေးမှာဟာဒီလိုလေးဆိုရင်တဲ့ဆိုရင်သူကရောင်းလို့မရပါဘူးနော်ဒီလိုဆောက်ထိုးဆိုရင်နော်ပန်900နေတော့9000ထိရောင်းလို့ရပါတယ်ဒီလိုတစ်စောင်းလေးဖြစ်နေမယ်ဆိုရင်နော်ရောင်းလို့ရပါတယ်နော်ဒီလိုခေါင်းနှစ်ခုဟုတ်လားဒီလိုပန်းနှစ်ခုဆိုရင်ရောင်းလို့ရပါတယ်နော်ရောင်းလို့မရတာဒီလိုအတက်ဆိုရင်ရောင်းလို့မရအောင်နော်ပရသိန်းဆိုတဲ့ဟာကျတော့ဒီဘက်ကတော့စင်ကောင်ပြရမယ်ဒီဘက်ကဒီလိုခေါင်းပြရမှာနော်ဒီလိုမဟုတ်ဘူးနော်ဒီလိုခေါင်းမဟုတ်ဘူးဒီလိုကမဟုတ်နော်ဒီလိုပါဆိုရင်ပရသိန်းဒီရောင်းရပါတယ်နော်စင်ကောင်ပြရအများကြီးပါကဲကျေးဇူး